တလုံးစားဘူးသူကျေးဇူးတဲ့လှုပ်ပေါင်းများစွာစားလာခဲ့တဲ့မိဘကျေးဇူးကိုပြန်ဆက်ဖို့အတွက်လူတွေဟာဝန်လေးနေပေမဲ့ကိုယ့်ကိုတစ်ချိန်တစ်ခါလောက်ကဲတင်ပြီးတော့ထမင်းတစ်နက်လောက်ကျွေးဘူးတဲ့ပုဂ္ဂိုလ်ကိုကျေးဇူးရှင်ကြီးလို့ပြောဖို့အတွက်ဝန်မလေးကြဘူးအမေနဲ့ဖေရှိတော့မှအမေနဲ့ဖေကိုမှီပြီးတော့ရတဲ့ကုသိုလ်တွေစူးစမ်းပြီးတော့လုပ်ကြရမှာဘဝဆိုတာခဏလေးပါအမေလို့ခေါ်ခွင့်ရှိနေတော့အဖေလို့ခေါ်ခွင့်ရှိနေတော့မှာအမေကိုမှီပြီးရနိုင်တဲ့ကုသိုလ်တွေအဖေကိုမှီပြီးရနိုင်တဲ့ကုသိုလ်တွေကိုစူးစမ်းပြီးတော့ပြုလုပ်ကြရမှာဖြစ်တယ်အမေမှလည်းပဲအချိန်ကန့်သတ်နေရှိတယ်ဖေဟာလည်းပဲအချိန်ကန့်သတ်နေမိမိဟာလည်းအချိန်ကန့်သတ်နေဖြစ်တယ်ဒါကြောင့်တန်ရာတကွေးမှာလာပြီးတော့စုံကြတဲ့လူချင်းချင်းတဦးရဲ့ကျေးဇူးကိုတဦးကသိမြင်နားလည်ပြီးတော့ကျေးဇူးသိ၍ကျေးဇူးဆက်နိုင်တဲ့ပုဂ္ဂိုလ်များဖြစ်နိုင်ကြပါစေ